ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုခန်း YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောညချမ်းလေးပါပေါ့နော်အဲဆိုတော့ဒီဗီဒီယိုလေးကအခုလာမယ့်တစ်ပတ်တာအတွင်းမှာဆင်းလာရမယ့်မွေးကနန်းလေး6ခွက်ရဲ့မွေးအခွေလေးရဲ့ကိုပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီပြီးခဲ့တဲ့တစ်ပတ်တာအတွင်းမှာတော့ကျွန်တော်ရဲ့အကိုမတို့အားလုံးအဆင်ပြေတဲ့လောက်လေးတွေပြေခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေပေါ့အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပေရန်လေးတွေကပြီးခဲ့တဲ့ရက်မှာပဲတန်းပြီးတော့ထွက်လာလိုက်တာအင်္ဂါကနေစလို့နောက်ဆုံးတောက်ကြအထိပဲပေါ့နော်အဲ့တော့၄ရက်တာအတွင်းမှာတော့တရက်ကိုတစ်ချိန်စီလောက်ပေါက်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့တစ်ပတ်စာအတွက်ပြီးခဲ့တဲ့မွေးအခွေလေးကလည်းနည်းနည်းလေးနောက်ကျသွားတယ်ဆိုပေမဲ့သူထွက်ရမယ့်ရက်ချိန်တွေမှာထွက်တယ်ဆိုတော့အဲ့ကောင်လေးကိုလိုက်စောကြရင်လည်းအဆင်ပြေကြအောင်မှာပါပေါ့နော်အဲ့ဆိုတော့ဒါပါဖော်မူလာလေးကိုမသွားခင်အခုလာမယ့်တစ်ပတ်တာအတွင်းမှာကျွန်တော်ကိုခန့်နဲ့လက်တွဲလူပါတယ်ဆိုတဲ့အကိုအမတွေကဒီ0830 132ဆိုတဲ့ဖုန်းနံပါတ်လေးကို Viber Telegram ပေါ့နော် Messenger ကနေဆက်သွယ်ပြီးပါဆိုတော့အဖွဲ့ဝင်တွေကိုကျွန်တော်ဗာပေးမလဲဆိုတော့ပထမဦးဆုံးအနေနဲ့လွန်ခဲ့တဲ့2018ကနေစလို့ပြီးခဲ့တဲ့အပတ်အထိပေါ့နော်ဒီ9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာပြက်ပင်တစ်ချိန်မှမရှိခဲ့ဘူးသေးတဲ့ဗုဒ္ဓဘူးမကျော်လေးလုံးခွေဘူးကိုပေးမှဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီအခွေလေးကတနင်္လာသို့မဟုတ်အင်္ဂါမှာတန်းပြီးတော့ကြားခဲ့တယ်ဆိုရင်ကြံ3ရက်စာအတွက်နောက်ထပ်စာတို့အခွေလေးတစ်ခုကိုလည်းထပ်ပြီးတော့ရအောင်မှဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဖွဲ့ဝင်ကြီးကိုကကျွန်တော် formula calendar အပြီးအစီးကို1000ခွဲလို့ယူပါတယ်ပေါ့နော်အဲ့တော့ကိုစောရမယ့်အခွေလေးကိုဘာသာကို calendar စိတ်ကြိုက်စစ်ခွင့်ရမှလေးတစ်ခုကတော့ပညာထိတဲ့စာရင်တော့ဒါပါလိမ့်မယ်လို့ပဲထင်ပါတယ်နော်ဆိုတော့ဟုတ်ပါပြီအဖွဲ့ဝင်မလို့စိတ်ကူးထားရင်ဒီ0830 132ဆိုတဲ့ဖုန်းနံပါတ်တွေကို Viber Telegram တစ်ခုခုကနေဆက်သွယ်ပေးပါမယ်နော်ဒါဆိုရင်တို့ဒီအခွေလေးကိုအရင်ဆုံးသွားလိုက်ကြရအောင်အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့ formula လေးတွေကိုလိုက်ပြီးတော့မှတ်ထားတတ်တဲ့အကိုမတွေကတော့ဒီအခွေ formula လေးကိုတန်းပြီးတော့သိကြမှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကလေးပြခဲ့ပြီလေအဲ့တော့ဒီတောက်ကြနေဈေးလေးကိုတစ်ချက်ကြည့်ပေါ့နော်အဲ့တော့မနက်ဈေးမှာဆိုရင်တို့ဒီ90နေမှာရှိရဆိုပြီး6ထိပ်ရှိတယ်ညနေဈေးမှာဆိုရင်13ဆိုပြီးတော့3အပိတ်လေးရှိတယ်အဲ့တော့မနက်ဈေးကထိပ်စီးဖြစ်တဲ့ဒီ9ရဲ့ညနေ